မိုးချိုအလားပြင်းထန်သောတကူးတော်နှင့်နဂါမင်း၏အရှုံးနန္ဒောပနန္ဒာသည်အရှင်မောက္ကလန်ကိုဗိုက်ထဲတွင်၎င်းအစိတ်ငွေဖြင့်၎င်းမြည်တို့မြမအောင်နိုင်သည့်အဆုံးနောက်ဆုံးလက်နက်အဖြစ်ပြင်းထန်သောမျက်စိအစိတ်ကိုအသုံးပြုရန်ကြိုးစားလေတော့သည်နဂါမင်းသည်သူ၏မျက်လုံးအစုံကိုနီးမြန်းတောက်ပလာအောင်လှုပ်လိုက်ပြီးအရှင်မောက္ကလန်ကိုစူးစိုက်ကြည့်ကအစိတ်ရှိသောအကြည့်ဖြင့်လောင်ကျွမ်းစေရန်အားထုတ်သည်သို့သောအရှင်မောက္ကလန်သည်လောကကတုံးကိုဝင်စားလိုက်ရာနဂါမင်း၏အစိတ်ကြည့်သည်အရှင်မြတ်၏အရှိန်အဝါကိုမဖောက်ထွင်းနိုင်ပဲအချီးနီးဖြစ်သွားရပြန်သည်ထိုအခါအရှင်မောက္ကလန်ကနဂါမင်း၏မာနကိုလုံးဝချိုးနှိမ်ရန်အတွက်ခလုံးမင်းအတွင်းကိုဖန်ဆင်းလိုက်သည်နဂါတို့၏တဘာဝရန်သူဖြစ်သောအေယာမကလုံးမင်းကြီးကောင်းကင်ရန်၌ပေါ်လာသောအခါနန္ဒောပနန္ဒာသည်အကြီးအကျယ်ထိတ်လန့်တုန်လှုပ်သွားလေသည်မဖြစ်နိုင်တာငါထက်တကူကြီးတဲ့သူဒီလောက်တောင်ရှိနေတာလားနဂါမင်းသည်ကြောက်လန့်တကြားဖြင့်မြင်းမိုတောင်ကိုရစ်ပတ်ထားရမှလွတ်လိုက်ပြီးလူသားအတွင်းပြန်ပြောင်းကထွက်ပြေးရန်ကြိုးစားသည်သို့သောအရှင်မောက္ကလန်သည်လေထပ်မြန်သောအရှိန်ဖြင့်နဂါမင်း၏ရှိသို့ရောက်ရှိသွားကလမ်းပိတ်ထားလိုက်သည်နဂါမင်းသည်ရှိတွင်လည်းအရှင်မောက္ကလန်အပေါ်တွင်လည်းဂလုံဟန်ဖြင့်ချင်းချုံနေသောတကူတော်တို့ကြောင့်မိတိနေရသူများမပြေးနိုင်တော့ပဲနောက်ဆုံးတွင်မြေပြင်ပေါ်သို့ဒူးထောက်ကျသွားလေတော့သည်သူ၏မာနများမှာနေပူထဲရှိနှင်းခေများကဲ့သို့အရှိပြောကျသွားရပြီဖြစ်သည်